အမျိုးသားကမရှိတော့ဘူးအမျိုးသားလက်မထက်ခင်ကဝယ်ယူစုဆောင်းထားတဲ့အိမ်ချမ်းမြေတွေကအမျိုးသားရဲ့မိဘတွေနဲ့သက်ဆိုင်မှုရှိတာလားအားလုံးပဲမင်္ဂလာပါကျွန်မကတော့တရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်စံဖြစ်ပါတယ်မိကုန်းလေးတစ်ခုမေးမြန်းထားလို့ဖြေကြားပေးချင်ပါတယ်ရှင်မိကုန်းလေးကဆီယမရှင်အမျိုးသားကအဆုံးသွားပါပြီတားငယ်လေးတစ်ယောက်ရှိပါတယ်တဲ့လက်မထက်ခင်ကအမျိုးသားဝယ်ယူစုဆောင်းထားတဲ့အိမ်ချမ်းမြေတွေကအမျိုးသားမိဘတွေနဲ့ပဲသက်ဆိုင်ခွင့်ရှိတာလားဆီယမကျေးဇူးပြုပြီးဖြေပေးပါဆိုတဲ့မိကုန်းလေးမေးမြန်းထားပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်မြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်းသေးလေးမယားသေးလေးလင်ကအမွေဆက်ခံခွင့်ရှိတယ်အဲ့ဒါပါရင်ပစ္စည်းတွေရောလက်ထပ်ပွားပစ္စည်းတွေရောအကုန်လုံးပေါ့နော်အဲ့တော့အမျိုးသားကသူလက်မထက်ခင်ကဝယ်ထားတဲ့ပစ္စည်းတွေအိမ်ချမ်းမြေတွေဒီလိုရှိတယ်ဆိုရင်လည်းပဲအမျိုးသားဆုံးတဲ့အချိန်မှာသူ့ရဲ့အမျိုးသမီးကဆက်ခံခွင့်ရရှိတယ်ဒီမှာတော့ဩရတသားတွေပါကျန်နေဆိုရင်လည်းအကြမ်းမြင်အဖြစ်ဒီမှာသူတို့ဆက်ခံခွင့်ရှိတယ်ဆိုတာမျိုးတွေတော့ရှိသေးတယ်အဲ့တော့ရေဘူးရပြောရမယ်ဆိုရင်တော့လင်းသေးလေးမယားသေးလေးလင်ဖြစ်တဲ့အတွက်ကြောင့်မျိုးအမျိုးသားလက်မထက်ခင်ကဝယ်လာတဲ့ပစ္စည်းတွေကအမျိုးသားနဲ့ကိုယ်နဲ့ပေါင်းသင်းစဉ်ပေါ့နော်ပေါင်းသင်းစဉ်ရရှိတဲ့လက်ထပ်ပွားပစ္စည်းတွေအကုန်လုံးရောအမျိုးသားဆုံးတဲ့အချိန်မှာသူ့ရဲ့ဇနီးဖြစ်တဲ့အမျိုးသမီးကဆက်ခံခွင့်ရှိတယ်အဲ့တော့အမျိုးသားလက်မထက်ခင်ကဝယ်ထားတဲ့အိမ်ချမ်းမြေတွေအဲ့ဒါကအမျိုးသားရဲ့ပတ်စံအမျိုးသားရဲ့နာမည်နဲ့ဝယ်ထားတဲ့ပစ္စည်းတွေဆိုရင်တော့သူ့ရဲ့မိဘတွေနဲ့သက်ဆိုင်မှုမရှိဘူးဆိုတာလေးကိုကျွန်မအနေနဲ့အကြမ်းမြင်လေးဆွေးနွေးပေးလိုက်ပါတယ်အားလုံးသာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ